ကဲအားလုံးပဲမင်္ဂလာပါကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့ကိုဒီမားတွေအားလုံးကိုနှွေးထွေးစွာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုဒီမားတွေအားလုံးပဲမနက်ဖြန်ကိုကျွန်တော်ကြိုက်ဆုံးဝမ်းချင်းတွေကျွန်တော်ကြိုက်ဆုံးမိန်ရောတကောင်းတွေကိုလာရောက်မျှဝေပြီးတယ်ဗီဒီယိုမိုင်းလေးပဲဖြစ်ပါတယ်ကဲကိုဒီမားတွေအားလုံးပဲတေချာလေးနားထောင်ပြီးပါတေချာလေးကြည့်ပြီးပါနော်မနက်ဖြန်တောက်ကြနေပွဲသိမ်းနေနော်ပွဲသိမ်းနေအတွက်ကိုရှိုင်းမကနေအကြိုက်ဆုံးပတ်သီးတွေအကြိုက်ဆုံးမိန်ရောကွက်တွေနဲ့လာရောက်ပြီးတော့မျှဝေပြီးတာတေချာလေးနားထောင်ပြီးပါတေချာလေးကြည့်ပြီးပါနော်ကဲတောက်ကြနေမှာရှုံးချင်းများနေတဲ့ကိုဒီမားတွေအားလုံးကိုထိထိမီထိုးရှင်တဲ့ငါးကိုငါးမတွေအားလုံးကိုတေချာလေးနားထောင်မယ်တေချာလေးကြည့်ရှုမယ်နော်ကျွန်တော်ဘက်ကတော့ကိုဒီမားတွေအားလုံးကိုအကောင်းဆုံးဖြစ်အောင်တော့စူးစမ်းပေးထားတယ်ဗျာကဲမနေ့ဖြန်ကိုရှိုင်းရဲ့မင်းကြိုက်ဆုံးဝမ်းချင်းပြောပါဆိုရင်ကျွန်တော်ကြိုက်ဆုံးဝမ်းချင်းက38ဝမ်းချင်းပါ3ပါတော့ကနေ10ပါတော့ကနေကိုဦးစားပေးပြီးတော့လိုက်ဆော့ပေးပါလိုက်ကစားပေးပါနော်ကျွန်တော်ဘက်ကတော့ကိုဒီမားတွေအားလုံးကို share ကောင်းဆုံးဖြစ်အောင်တော့စူးစမ်းပေးထားတယ်နော်ကဲကျွန်တော်ကြိုက်ဆုံးမင်းရောတကောင်းတွေဘလို့ယူရမလဲဘလို့ဆက်သွယ်ရမသိတဲ့ကိုဒီမားတွေအားလုံးပဲတေချာလေးနားထောင်မယ်တေချာလေးကြည့်ရှုမယ်နော်မနေ့ဖြန်မှာကိုဒီမားတွေအားလုံးပဲရှုံးကြေးများနေတဲ့ကိုဒီမားတွေအားလုံးပဲအဓိကထားပြီးတော့ကြည့်ရှုမယ်နော်ဒါကျွန်တော်ရဲ့ channel တစ်လေးပါ channel တစ်ကို subscribe မနေရသေးတဲ့ကိုဒီမားတွေအားလုံးပဲ channel ကို subscribe နေပြီးထားခဲ့ပါ subscribe နေပြီးသားလူဟောင်းကိုဒီမားတွေအားလုံးကလည်း share တက်တဲ့နေရာလေးမှာ share ပြီးမျှဝေတက်တဲ့နေရာလေးမှာမျှဝေပြီးပါနော်ကျွန်တော်အဓိကပြောချင်တာတော့ရှုံးကြေးများနေတဲ့ကိုဒီမားတွေအားလုံးပဲအဓိကထားပြီးကြည့်မယ်နော်ကဲဒါဆိုကျွန်တော်မိတ်ဆွေကိုဒီမားတွေအားလုံးပဲမနက်ဖြန်တောက်ကြနေတနေကုန်စာအတွက်ကိုလာရောက်တင်မိတာနော်တောက်ကြနေအတွက်ကိုလာရောက်တင်မိတာကိုဒီမားတွေအားလုံးပဲ3ပိုင်း10ပိုင်းပါနော်3ပိုင်း10ပိုင်းပါ3ပါတော့ကနေ10ပါတော့ကနေကိုဦးစားပေးပြီးတော့လိုက်ဆော့ပြီးပါလိုက်ကစားပြီးပါနော်3ပိုင်း10ပိုင်းပါကျွန်တော်ကိုမရအားလုံးပဲတစ်လုံးကတော့ချိန်နေကြမယ်နော်တစ်လုံးကတော့ချိန်နေကြကျွန်တော်မိတ်ဆွေကိုဒီမားတွေအားလုံးပဲဒီနေ့မှဆိုပို့ပြီးတော့ကတ်ခင်ရတယ်ဗျာကိုဒီမားတွေအားလုံးပဲမနက်ကပေးတဲ့21တကောင်းကဒီညနေမှာတုတ်ကြသွားတယ်ဗျာနော်ကဲဒါပေမဲ့ကျွန်တော်ကိုမအားလုံးပဲเนาะဒီတစ်ပတ်မှာတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်တော့စူးစမ်းပေးမှာပဲကိုဒီမတွေအားလုံးတောက်ကြနေเนาะမနေ့ဖြန်တောက်ကြနေပွဲသိမ်းနေเนาะအတော့ကိုရှက်ဘက်ကနေပြီးတော့ကိုဒီမတွေအားလုံးကို share လုပ်ပေးထားတယ်เนาะတေချာလေးတော့နားထောင်ပေးပါတေချာလေးတော့ကြည့်ပေးပါเนาะကိုရှိုင်းရဲ့ဗီဒီယိုဖိုင်လေးကသူထန်ကုန်ရှိမှာ4-5 မိနစ်ပဲရှိတာအစာအဆုံးလေးတော့နားထောင်ပေးပါအစာအဆုံးလေးတော့ကြည့်ရှုပေးပါเนาะကဲဒါဆိုကျွန်တော်မိတ်ဆွေကိုဒီမတွေအားလုံးပဲမနေ့ဖြန်မှာကျွန်တော်ကြိုက်ဆုံးဝမ်းချင်းဟာ38ဝမ်းချင်းပါ3ပါတော့ကနေ10ပါတော့ကနေဦးစားပေးပြီးလိုက်ဆော့ပေးပါလိုက်ကစားပေးပါเนาะကဲကျွန်တော်မယုံကွက်တွေမခေါ်ခင်မှာကျွန်တော်တို့ရှစ်တပတ်စာเนาะရှစ်တပတ်စာတလင်းလာအင်္ဂါဘိုးတဘူးအိုက်3ရအတွက်ကိုကျွန်တော်အကြိုက်ဆုံးအာမခံဇာတို့ပတ်သီးလုံးရမယ်မွေးကနေ2ခွက်ရမယ်เนาะရှစ်တပတ်တဲ့အဖော်ဝင်တဲ့ကိုဒီမားတွေအားလုံးပဲတောက်ကြနေเนาะတောက်ကြနေတနေကုန်စာကိုကျွန်တော်အကြိုက်ဆုံးပတ်သီးနဲ့ကျွန်တော်အကြိုက်ဆုံးမင်းရောတစ်ခေါက်လက်ဆောင်ပေးမယ်เนาะရှစ်တပတ်စာဝင်တာနဲ့ကိုဒီမားတွေအားလုံးပဲတောက်ကြနေနော်တောက်ကြနေတနေကုန်စာကိုရှိုင်းကြိုက်ဆုံးပတ်သီးလုံးရမယ်မင်းရောတကောင်းရမယ်ကိုဒီမတွေအားလုံးပဲအလားကျွန်တော်လက်ဆောင်အနေနဲ့ပေးတာပါကိုဒီမတွေအားလုံးပဲနော်လက်ဆောင်အနေနဲ့ပေးတာပါရှေးတစ်ပတ်စာဝင်တာနဲ့တောက်ကြနေတနေကုန်စာကိုရှိုင်းကြိုက်ဆုံးလက်ဆောင်ပတ်သီးလက်ဆောင်မင်းရောတခွဲရမယ်နော်ရှုံးကြေးများနေတဲ့ကိုဒီမတွေအားလုံးပဲအဓိကထားပြီးတော့လာယူပေးပါကန်ဆယ်ကြီးက1000မှာကိုရှိုင်းကြီးမှာလာယူတဲ့ကိုဒီမတွေအားလုံးပဲကန်ဆယ်ကြီး1000ကိုလုံးဝမမြင်နဲ့ကိုရှိုင်းလုံးပြပေးမဲ့အရာကိုပဲမြင်ပါနော်ရှစ်တပတ်စာတာဝန်ရမှုတာဝန်ခံမှုရှိတဲ့ဇာတို့ပတ်တီလည်းရမယ်မွေးကတဲ့နှစ်ခွက်လည်းရမယ်အလားအပြင်တောက်ကြနေတနေကုန်စာလက်ဆောင်ပတ်တီလုံးရမယ်မင်းရောတကွကောင်းရမယ်နော်ကဲမိုင်းလိုလည်းလိုချင်တယ်ကိုကြီးလိုလည်းလိုချင်ပါတယ်ဆိုတဲ့ကိုဒီမတွေအားလုံးပဲကျွန်တော်ဆက်သွယ်ရမယ်နံပါတ်ကိုတစ်ခေါက်ပဲခေါ်ပေးမှာနှင်းလေးခေါ်ပေးမှာတခြားလေးနားထောင်ပေးပါကိုဒီမတွေအားလုံးပဲနော်ကဲဆက်သွယ်ရမယ်နံပါတ်ကတော့ကိုဒီမတွေအားလုံးပဲ9-3 လုံးနော်3-3-3-9-8ပါကျွန်တော်ရဲ့အကောင့်ထဲမှာလည်းဆက်သွယ်ရမယ့်နံပါတ်ကိုကျွန်တော်ရေးပေးထားတဲ့ bio မှာကျွန်တော်ကိုယ်ပိုင်အားလုံးပဲဝင်ကြည့်လိုက်ပါကဲဒါဆိုကျွန်တော်နေတိုက်ကနန်းလေးစပြောမယ်နော်တောက်ကြနေတနေကုန်စာပြကျွန်တော်ကြိုက်ဆုံးဝမ်းချင်းဟာ38ဝမ်းချင်းမှာ3ပိုင်း10ပိုင်းပါကဲ3နဲ့ပတ်သက်ကိုရှိုင်းကြိုက်ဆုံးနော်မင်းရောက်တော့မရှိဘူးကိုဒီမတွေအားလုံးပဲဒါပေမဲ့38ဝမ်းချင်းနဲ့ကတ်ထိုးရမယ် key 12 ခေခေါ်ပေးမယ်နော်38ဝမ်းချင်းနဲ့ကတ်ထိုးရမယ် key 12 ခေခေါ်ပေးမယ်ကီတော့ခေက3-3-1ကီတော့ခေနော်38ဝန်းကျင်နဲ့ကပ်ပါကိုဒီမတွေအားလုံးပဲ3-3-1ကီအတွက်အခွေကိုနော်38ဝန်းကျင်နဲ့ကပ်ပြီးစော့မယ်ကစားမယ်နော်38ဝန်းကျင်ကို3-3-1ကီအတွက်အခွေနဲ့ကပ်ပြီးစော့မယ်ကပ်ပြီးကစားမယ်ခဏလေးဘယ်လောက်မှမရှိဘူးကိုဒီမတွေအားလုံးပဲနော်ကဲရှစ်တပတ်စာဝင်ကျင်တဲ့ကိုဒီမတွေအားလုံးပဲလောင်းလို့ရပြီရှစ်တပတ်စာဝင်တာနဲ့ကိုဒီမတွေအားလုံးပဲတောက်ကြနေတဲ့တနင်္ဂနွေစာကိုကျွန်တော်အကြိုက်ဆုံးလက်ဆောင်ပတ်သီးလုံးရမယ်မင်းရောတကောင်းရမယ်နော်ကွယ်မြိုင်းမစော့ချင်မင်းရောကွက်မှာထိုးချင်ပါတယ်ဆိုတဲ့ကိုဒီမတွေအားလုံးပဲကိုရှိုင်းကိုဓာတ်ရိုက်လေးဆက်သွယ်ပေးပါကျွန်တော်ခုနခေါ်ပေးရဲ့နံပါတ်မှာ
အဲ့ဒီနံပါတ်မှာ Viber သုံးပါတယ် Viber မသုံးတဲ့ကိုဒီမားတွေအားလုံးကလည်းကျွန်တော်ဖုန်းနဲ့ရိုက်ခေါ်ပေးပါနော်ကျွန်တော်အကောင်းဆုံးဖြစ်အောင်စူးစမ်းပေးထားပါတယ်ကိုဒီမားတွေအားလုံးပဲရကျင်တဲ့ပေါက်ကျင်တဲ့ငါ့ကိုငမရအားလုံးပဲဆက်သွယ်ပေးပါနော်ကိုရှမ်းမကတော့ကိုဒီမားတွေအားလုံးကိုအကောင်းဆုံးဖြစ်အောင်စူးစမ်းပေးထားတယ်မနေ့ပြမှာ3-8တလုံးကကျင်းသေးကြမယ်3မိုင်8ပိုင်မှာကိုဒီကျွန်တော်မိတ်ဆွေကိုဒီမားတွေအားလုံးပဲ3မိုင်8ပိုင်မှာနော်ကျွန်တော်အကြိုက်ဆုံးမယုံကွက်တွေတင်ကွက်တွေရွေးချယ်ပေးထားတယ်ကိုဒီမားတွေအားလုံးပဲကျန်းနေတတ်မှုရှိတဲ့ကိုဒီမားတွေအားလုံးပဲတင်ထိုးမယ်တင်ကစားမယ်ကျွန်တော်3-8ဝါချင်းနဲ့နော်3-8ဝါချင်းမှာကျွန်တော်3-3-1နဲ့ကပ်ပြီးတော့ဆော့မယ်နော်3-3-1ကီတွဲအခွေနဲ့နော်3-3-1ကီတွဲအခွေနော်အဲ့ဒီအခွေနဲ့3-8ဝါချင်းနဲ့ကပ်ပြီးတော့တွဲဆော့မယ်ကိုဒီမားတွေအားလုံးပဲနော်နားလိုက်တဲ့ကိုမိုက်အားလုံးပဲ comment မှာတစ်ချက်လောက်ရှင်းပြလိုက်ပါကဲကိုရှာရဲ့ YouTube channel လေးကို subscribe မနေရသေးတဲ့ကိုဒီမားတွေအားလုံးပဲ channel ကို subscribe နေပေးထားခဲ့ပါ subscribe နေပြီးသားလူဟောင်းကိုဒီမားတွေအားလုံးကလည်း share တက်တဲ့နေရာလေးမှာ share ပြီးမျှဝေတက်တဲ့နေရာလေးမှာမျှဝေပေးပါเนาะကိုရှမ်းကတော့အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပြီးမှပဲကိုဒီမားတွေအားလုံးเนาะကဲရှုံချင်းများနေတဲ့ကိုဒီမားတွေအားလုံးပဲအဓိကထားပြီးတော့ဆက်သွယ်ပေးပါလာဥပေးပါเนาะကိုရှမ်းရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော် message ကိုဒီမားတွေအားလုံးပဲเนาะကျွန်တော်မင်းရောက်ွက်တွေတကောင်းတွေမထုတ်ပေးထားဘူးနော်အကြိုက်ဆုံးတကောင်းမထုတ်ပေးထားဘူးကျွန်တော်တောက်ကြနေတင်ကုန်းစာကိုလာဥတဲ့ကိုဒီမားတွေအတွက်ကျွန်တော်အကြိုက်ဆုံးလက်ဆောင်ပတ်တီလက်ဆောင်မင်းရောတစ်ခွက်ထုတ်ပေးခြင်းလို့ကိုဒီမားတွေအားလုံးပဲနော်ဆက်သွယ်ရမယ့်နံပါတ်ကလည်းကျွန်တော်ရဲ့ဒီကောက်ထဲမှာနော်ဘိုင်ယုံမှာရှိပါတယ်ကိုဒီမားတွေအားလုံးပဲနော်မွန်ရသေးတဲ့လူကောင်းကိုဒီမားတွေအားလုံးရောအခုမှမြင်လို့တွေ့လို့ဝင်ခြင်းတဲ့လူသိကိုဒီမားတွေအားလုံးရောလောင်းဝင်လို့ရပြီနော်ကန်ဆယ်ကြီး1000မှာကန်ဆယ်ကြီး1000ကိုလုံးဝမမြင်နဲ့နော်ကိုရှိုင်းလုံးပြပေးမယ်အရာဝက်မြင်မှာတောက်ကြနေတင်ကုန်းစာပေါက်ချင်းနဲ့ရချင်းတဲ့ကိုဒီမားတွေအားလုံးပဲဆက်သွယ်ပေးပါကဲအားလုံးပဲဘာရင်ပါကိုဒီမားတွေအားလုံးပဲ